ရန်ကုန်ပြည်နယ်ကုန်စည်တိုင်းမှာပြင်ပပို့ကုန်ပေးမျိုးစားတွေဖြစ်တဲ့မက်ပင်နဲ့ပဲစင်ကုန်ကတော့ဒီရဲ့ပိုင်းမှာဈေးအနှဲငယ်လုကံမှုရှိနေပါတယ်။မိဖို့ကြောင့်သုံးသီးနယ်တွေဖြစ်တဲ့ကြက်သွန်အာလူနဲ့ရေထွက်ကုန်တွေကတော့နေဆောင်ကနေကုန်စည်ဝင်ရောက်မှုပုံမှန်ရှိနေရကြောင်းဈေးအသက်ကျသိမ့်မရှိပဲတည်ငြိမ်နေတာကိုတွေ့ရပါတယ်။ရန်ကုန်တိုင်းဒေသကြီးဘရင်နောက်ကုန်စည်တိုင်းရဲ့ဇွန်လ9ရက်နေ့ဈေးကွက်ပေါက်ဈေးရမက်ပဲ FAQ RC 2026ကတော့ဈေးကွက်အတွင်းအဝယ်ရှိနေရကြောင်းတဒံကို335,300ကျပ်ပေါက်ဈေးရှိခဲ့ပါတယ်။မက်ပဲ FQ RC ကတော့တဒံကို33,480,000ကျပ်ပေါက်ဈေးရှိနေပါတယ်။ပဲစင်းငုံနီအာစီကတော့တဒံကို33,200,000ကျပ်ပေါက်ဈေးရှိနေရကိုတွေ့ရပါတယ်။မက်ပဲရော2026ကတော့လင်းညင်ပေါက်ဈေးရတပိတ်တာကို4,955ကျပ်ကနေ4,995ကျပ်အတွင်းပေါက်ဈေးရှိနေပါတယ်။ပဲဒီဇယ်အညာကတော့တပိတ်တာကို4,415ကျပ်ကနေ4,420ကျပ်ဝန်းကျင်ပေါက်ဈေးရှိနေပြီးပဲပုံမြင့်ဝကျွန်းပေါ်စီတိုကတော့တပိတ်တာကို9,580ကျပ်ကနေ9,950ကျပ်အထွေတိုးကတော့9,500ကနေ9,585ကျပ်နဲ့ဈေးငိမ်နေပါတယ်။ကလပဲချန်ကတော့တပိတ်တာကို9,400ကနေ9,900ကျပ်အတွင်းပေါက်ဈေးရှိနေပြီးကလပဲဖြူလုံးကြီးကတော့တပိတ်တာကို4,120ကနေ4,230ကျပ်အတွင်းပေါက်ဈေးရှိနေပါတယ်။ပဲကြီးကုန်းကတော့တပိတ်တာကို9,390ကနေ9,580ကျပ်ပေါက်ဈေးရှိနေပြီးပြောင်းဆန်ကတော့တပိတ်တာကို1,850ကျပ်ကနေ1,880ကျပ်အတွင်းပေါက်ဈေးရှိနေပါတယ်။စိုက်ဖြူကျက်တူနီရှယ်ကတော့တပိတ်တာကို3,400ကျပ်စိုက်ဖြူလက်ကြီးလက်ချောကအမျိုးစားလိုက်တပိတ်တာကို2,400ကနေ3,300ကျပ်အတွင်းပေါက်ဈေးရှိနေပါတယ်။မုံရွာရှယ်ကတော့တပိတ်တာကို3,500ကျပ်ပေါက်ဈေးရှိနေပြီးဈေးကွက်ထဲကိုဇွန်လ9ရက်နေ့ကကုန်ကန်း15စီးနဲ့ကျက်သွန်ပိတ်တာချိန်9,000ခန့်ဝင်ရောက်ခဲ့ပါတယ်။ကျက်တူဖြူကျူကတော့တပိတ်တာကို19,000ကျပ်ပေါက်ဈေးရှိနေပြီးအောင်ပန်းထူးနေ့ကနေထူးငါအထိအမျိုးသားလိုက်တပိတ်တာကိုတော့9,000ကျပ်ကနေ8,500ကျပ်အတွင်းပေါက်ဈေးရှိနေပါတယ်။ဈေးကွက်ထဲကိုတော့အဲ့ဒီ225အိမ်နဲ့ကျက်တူဖြူပိတ်တာချိန်4,500ခန့်ဝင်ရောက်ခဲ့ပါတယ်။အောင်ပန်းအာလူ A1 ကတော့တပိတ်တာကို1,900ကျပ် OK နဲ့ S1 ကတော့2,300ကျပ် S2 က2,100ကျပ်အတီးတီးပေါက်ဈေးရှိနေပါတယ်။ဈေးကွက်ထဲကိုတော့ကုန်ကား73စီးနဲ့အာလူပိတ်တာကျပ်9,800ခန့်ဝင်ရောက်ခဲ့ပါတယ်။ငရုတ်တီချောင်းမြင့်ဝကျွန်းပေါ်မူထောက်ဦးကတော့တပိတ်တာကို12,500ကျပ်ကနေ13,500ကျပ်ပန်းရဲ့ AC ကတော့14,500ကနေ15,500ကျပ်စင်ဖြူကျွန်းဘူးကတော့တပိတ်တာကို32,500ကနေ33,500ကျပ်အတွင်းအမျိုးစားလိုက်ပေါက်ဈေးရှိနေပါတယ်။ဈေးကွက်ထဲကိုတော့အဲ့ဒီ400နဲ့ငရုတ်တီ6ပိတ်တာချိန်8,000ခန့်ဝင်ရောက်ခဲ့ပါတယ်။ဖြာပုံရွှေတီးပစွန်6ရှယ်ကတော့တပိတ်တာကို2,900ကနေ3,000ကျပ်ရခိုင်ရွှေတီရှယ်ကတော့3,600ကျပ်ပေါက်ဈေးရှိနေပါတယ်။ငရက်6ကြီးကတော့တပိတ်တာကို3,100ကျပ်နဲ့ငပုတ်6ရှယ်ကတော့တပိတ်တာကို6,500ကနေ9,000ကျပ်ပေါက်ဈေးရှိနေပြီးငကြီး6ကတော့တပိတ်တာကို9,500ကျပ်ပေါက်ဈေးရှိနေပါတယ်။မက်ပဲနဲ့ပဲစင်ငတို့ကပြီးခဲ့တဲ့ဘက်ကထက်ဈေးနှုန်းနှင်းငယ်ကျသွားပြီးမဲ့ကမ္ဘာဝေလိုအားပေါ်မူတည်ပြီးအခြေခံဈေးခိုင်မာမှုဆက်ရှိနေအောင်မှာဖြစ်တယ်လို့ပြီးနောက်ကုန်စည်တိုက်ကသုံးသပ်ထားပါတယ်။ပြင်သွင်းစားသုံးမှုအခြေခံတွေဖြစ်တဲ့ကျက်တူနီနဲ့အာလူကတော့ပိတ်တာချိန်စုစုပေါင်း3,000ခွဲကျော်ထိဝင်ရောက်လာတာကြောင့်ဈေးကွက်တွင်အယောင်းဝယ်ပုံမှန်ရှိနေပေမဲ့တီးနဲ့ရေတွေးပုံမူတည်ပြီးဈေးနှုန်းနှင်းငယ်ကွာဟာချက်ရှိနေနိုင်တယ်လို့ဘီနောက်ကုန်စည်တိုက်ကတုံ့တက်ထားပါတယ်။ The Farmer ထိုင်းကတုံ့တက်တင်ပြထားတဲ့ဘီနောက်ကုန်စည်တိုင်ပေါက်ဈေးနှုန်းတွေဟာလက်ကာဈေးနှုန်းများသာဖြစ်ပြီးလက်လီဈေးကွက်အတွင်းဒေတာလိုက်တည်ယူပို့ဆောင်စရိတ်ပုံမူတည်ပြီးဈေးနှုန်းနှင်းငယ်ကွာဟာမှုတွေရှိနိုင်ပါတယ်ရှင်။